နေ့ကကင်းယူကဗိုလ်ချုပ်ကြီးမူတူစေဖိုးတို့နဲ့တွေ့တာပေါ့တွေ့တာခင်ဗျားတို့ဟိုတနင်္ဂနွေလုံးပြစ်ခတ်ရစိမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လိုက်စားမှစီဝေးတယ်နောက်မြကြီးနားမှာကျွန်တော်တို့အစိုးရနိုင်ငံတော်အစိုးရနဲ့တိုင်းရင်းသားအားလုံး16ဖွဲ့နဲ့ဆွေးနွေးတယ်ဆွေးနွေးပြီးတော့ကျွန်တော်ဖန်မှာလုပ်မယ်လို့ကြေညာလိုက်တယ်အဲ့ဒီဖန်ဆွေးနွေးပွဲမတိုင်ခင်မှာဂျားထဲမှာဆွေးနွေးပွဲတွေအများကြီးလုပ်ဖို့ရှိတယ်တပွဲချင်းလဲလုပ်ရမယ်အားလုံးလဲပေါင်းလုပ်ရမယ်အဲ့တော့ကျွန်တော်အခုချင်းမိုင်မှာ29ရက်နေ့ကတိုင်းရင်းသားတွေနဲ့ပေါင်းစုံနဲ့ကျွန်တော်စီဝဲလုပ်ခဲ့တယ်လုပ်ခဲ့တော့ဥက္ကဋ္ဌကနဲ့ဦးနိုင်ဟန်သားတို့ထွက်ပြီးပြောတာရှိတယ်တဘောတို့ကျွန်တော်တို့သဘောတူညီချက်အားလုံး80ရာခိုင်နှုန်းလောက်ရပြီတန်းတဲ့20လောက်ဆက်ဆွေးနွေးမယ်ဆိုတာခင်ဗျားတို့ပြောပြီးသားဖြစ်တယ်အခုဒီမှာတော့ဒီပွဲလာတက်တာဒီပွဲလာတက်ရင်းနဲ့မှဗိုလ်ချုပ်ကြီးမူတူစေဖိုးတို့နဲ့ချင်းမိုင်မှာကျွန်တော်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုသူတို့ပြန်ပြီးတင်ပြတစ်ဖွဲ့ချင်းလိုက်ပြီးတော့ပြောဖို့လိုအပ်တယ်အဖွဲ့အားလုံးလည်းပြောဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ဒါလေးပြီးလို့အားလုံးသဘောတူညီချက်ရပြီဆိုရင်ကျွန်တော်ဖန်မှာအစည်းအဝေးကြီးတစ်ခုလုပ်ပါမယ်အစည်းအဝေးကြီးမှာကျွန်တော်လက်မှတ်ထိုးတာမပါသေးဘူးဘယ်နေ့မှလက်မှတ်ထိုးမယ်တနိုင်ငံလုံးအတိုင်းအတာနဲ့လက်မှတ်ထိုးမယ်ဆိုတာကိုအဲ့ဒီဖန်အစည်းအဝေးကနေကြေညာပါမယ်ကြေညာပြီးတဲ့အခါမှာအဲ့ဒီကြေညာပြီးတဲ့အခါနောက်တစ်လလောက်မှပြင်ဆင်ပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ပြစ်ခတ်ရစေဟိုကျွန်တော်လက်မှတ်ရေးထိုးပါမယ်ဒါခင်ဗျားတို့ရင်တော့ပြောတဲ့ပင်လုံစာချုပ်ဆိုတာဒါပါပဲကျွန်တော်ဒါလောက်တာပင်လုံနဲ့ပူပြီးကြက်ပြန့်နေဆိုတာလေးပြောချင်တယ်ရင်တော့ပင်လုံမှာတိုင်းရင်းသား၄မျိုးပဲပါအခုတိုင်းရင်းသားအားလုံးပါတာကိုကျွန်တော်လုပ်နေတာဖြစ်တယ်ကြောင့်မလို့အချိန်နည်းနည်းယူရပါတယ်တိုင်းရင်းသားတွေများတာနဲ့အများတစ်ဖွဲ့ချင်းကိုသဘောတူညီမှုရအောင်တော်စ조사ပြီးတော့လုပ်ရပါတယ်ကြောင့်မလို့ကျွန်တော်တို့ဒါအချိန်နည်းနည်းယူရပါမယ်လုပ်ငန်းတွေကတောက်လျှောက်သွားနေပါတယ်ဒီ process တွေအားလုံးကအောင်မြင်တဲ့ process တွေဖြစ်ပါတယ်မအောင်မြင်တော့ရပ်သွားမှာပေါ့ဗျာအခုမရပ်ဖဲနဲ့ဆက်ပြီးသွားနေတယ်ဆိုတာဟာဒီ process ကြီးက still going ဖြစ်နေပါတယ်ဒါကိုကျွန်တော်ဖန်စီဝေးကိုဒီဇန်နဝါရီလကုန်လောက်ဖြစ်မယ်လို့မှတ်ပါတယ်အဲ့ကြလဲခင်ဗျားတို့ဖိတ်ပါတယ်ခင်ဗျားတို့လာခဲ့ကြပါ